ကျွန်တော်ရဲ့နေ့စဉ်ဘဝတွေမှာပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် gap လို့ခေါ်တဲ့အပေါက်ကလေးတွေပေါ့နော်အဟလေးတွေကွက်လက်ကလေးတွေဟာကျွန်တော်တို့မမြင်နိုင်တဲ့သတိမထားမိတဲ့ဒေါင်လေးတွေကနေပြီးတော့မှကျွန်တော်တို့ရဲ့နေ့စဉ်အရွေတွေသို့မဟုတ်ရှေ့သွားမယ် future အရွေတွေပေါ့နော်အဲ့ဒါတွေကိုမတိမတာအဟံတာပြုလို့ရှိပါတယ်ဒါကိုကျွန်တော်တို့ကသတိမထားမိပဲနဲ့အကောင်းဆုံးတွေဖြစ်အောင်ဆိုပြီးရှေ့ဆက်ဖို့ပဲစိတ်အားထက်သန်နေမယ်ဆိုလို့ရှိရင်ဒီလစ်လျူရှုခံရတဲ့ကွက်လက်ကလေးတွေအပေါက်လေးတွေရပဲစိတ်နာသွားပြီးတော့မှကိုယ်လုပ်ငန်းကိုယ့်ရဲ့အရွေတွေကိုအဟံတာပြုလို့ရှိပါတယ်ဒီလိုဟန်တာတွေနဲ့ကြုံလာတဲ့အခါမှာကျွန်တော်တို့ကဒီဟန်တာတွေကိုဖြည့်ရှင်းဖို့သို့မဟုတ်ဖြည့်ရှာဖို့အတွက်ပေါ့နော်တင်တန်းတွေတက်ကြတယ်အချင်းချင်းမေးမြန်းစုံစမ်းကြတယ်ကျွမ်းကျင်တဲ့လူတွေရဲ့အကူအညီယူကြတယ်ပေါ့ပြဿနာကအဲ့ဒီတည်ထားတဲ့အရာတွေကိုလုပ်ငန်းခွင်မှာအချိတ်ဆက်မိမိနဲ့ပြန်ပြီးတော့အသုံးချပေးနိုင်မဲ့လူကိုမှမရှိရရဲ့ကိုယ်တိုင်ကဒါတွေအားလုံးကိုခြုံငုံသုံးသပ်ဖို့ပြီးတော့ရှေ့တိုးလုပ်ဖို့အချိန်မလုံလောက်တာရဲ့နောက်ပြီးတော့ပြိုင်ဘက်များလာတယ်ပေါ့နော်အပြိုင်ဆိုင်တွေများလာတယ်ဒီခေတ်ကြီးထဲမှာရှေ့ကိုပဲတိုးနေရင်လည်းနောက်ကိုပြန်လှည့်ကြည့်ဖို့အချိန်မလောက်တာရဲ့ဖြစ်တတ်တယ်ဆိုတော့လူတွေမမြင်မဲကြော်ကြော်သွားတတ်တဲ့ဒေါင်လေးတွေမှာရှိနေတတ်တဲ့ဒီ gaps လေးတွေကိုအမြဲစိတ်ဝင်စားပြီးတော့မှထိရောက်တဲ့တရားလေးတွေထိုးပေးတာအပေါက်ကလေးတွေဖာပေးတာမျိုးကိုအမြဲစိတ်ဝင်စားတဲ့ကျွန်မကgaps to grow action culture လေးတစ်ခုကိုဖန်တီးပေးချင်တာနဲ့ဒီကာလမှာဒီလောက်ခက်ခဲကြီးအပြိုင်ဆိုင်နေကြတဲ့မှာလုံလစိုက်ထုတ်စူးစမ်းပြီးတော့မှရှင်းကြံအောင်ရုန်းကန်ရင်ဆိုင်နေရတဲ့အသေးစားလုပ်ငန်းရှင်တွေသို့မဟုတ်အလဲလက်စားပေါ့နော်လုပ်ငန်းရှင်တွေအတွက်ကျွန်မကfrom surviving to thriving ဆိုတဲ့ workshop လေးတစ်ခုကိုဖန်တီးပေးချင်ပါတယ်ဒီ workshop မှာကျွန်တော်တို့ဟာစာသင်တာမဟုတ်ဘဲနဲ့နားရည်ဝအောင်ကြားဖို့နေတဲ့ strategy တွေ planning တွေကိုခဏလေးနားပြီးတဲ့အချိန်2026မှာဖြစ်လာနိုင်တဲ့အပြောင်းတွေပြီးတော့မဖြစ်မနေပြန်ပြီးတော့ reshape လုပ်ရမယ်အကြောင်းအရာလေးတွေအဲ့ဒါတွေကိုအဓိကထောက်တိုင် pillar 5ခုနဲ့နွေ့နွေ့ထွေးထွေးဆွေးနွေးအဖြေရှာသွားမယ့်ပုံစံမျိုးဖြစ်ပါတယ်နောက်တစ်ခုကလည်းကိုယ်မှာတိထားရှိထားပြီးသားလေးတွေကိုတကယ်လက်တွေ့မှာပေါ့နော်လက်တွေ့အကောင့်ထဲပေါ်တဲ့နေရာမှာလူနဲ့ business နဲ့ဘယ်လိုချိတ်ဆက်ပြီးတော့ချိတ်ဆက်မိမိ operate လုပ်မလဲဆိုတော့ solution ကိုပူရှာပေးမှာဖြစ်ပါတယ်ဆိုလိုတာကတော့ကျောင်းတွေသင်တန်းတွေမှာမသင်ခဲ့တဲ့တကယ်ခက်ခဲတဲ့အပိုင်းလက်တွေ့အကောင့်ထဲပေါ်ခြင်း execution workshop လေးဖြစ်ပါမယ်ကျွန်တော်တို့ group ကိုသွားတဲ့အခါလိုအပ်တာတွေရောမလိုအပ်တာတွေရောအကုန်ရောပြီးလုပ်ရင်းနဲ့ကိုယ့်ရဲ့အားတွေအများကြီးစိုက်ထုတ်စရာမလိုပါဘူးဒါကြောင့်မလို့ဒီ growth plan ကိုမရွေ့ခင်မှာကိုယ်မှာလက်ရှိရှိနေတဲ့အပေါက်ကလေးတွေရှာပြီးတော့ဖိတ်အပေါက်ကလေးတွေကိုပိတ်ပြီးတော့ပေါ့နော်တရားလေးတွေထိုးပြီးတော့မှကိုရှေ့လျှောက်မဲ့လမ်းအသစ်ကိုဆွဲချုပ်ရင်းနဲ့အားနည်းနည်းပဲသုံးပြီးတော့မှကိုလိုချင်တဲ့နေရာကိုမြင်မြန်ရောက်အောင်လုပ်ဖို့ကအရေးကြီးပါတယ်ဒါကြောင့်ကိုယ်လုပ်ငန်းခွင်မှာ gaps to growth action culture လေးတစ်ခုဖန်တီးဖို့စိတ်ဝင်စားရဲဆိုရင်ဒီ from surviving to thriving ဆိုတဲ့ workshop အတွက် Rose Tone ဆိုတဲ့အကောင့်မှာတွားပြီးတော့ကြိုတင်စာရင်းပေးထားလို့ရပါတယ်ဒီ workshop မှာဆွေးနွေးမဲ့အဓိက6တိုင်5ခု pillars 5ခုအကြောင်းကိုလည်းအလင်းတင်သူစတိုက်ကလေးတွေတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Rose Tone အကောင့်ကိုလည်း follow လုပ်ထားလို့ရပါတယ်အချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် clip လေးတွေမှာပြန်တွေ့ပါမယ် bye